လာပြင်ပေါ့နော်ဒီမှာတော့medium demon level ကိုစောင့်မှာဖြစ်ပါတယ်အဲ့ level ကရိုက်ခက်ပြီးတော့နာမည်ကြီးပါတယ်ကျွန်တော်ဆက်ခွန်ကတော့မတက်ပါဘူးကဲကျွန်တော်ဘယ်လိုနဲ့မရမလဲမအောင်မလဲဆိုတာကြည့်ကြည့်ရအောင်come on let me play it it's so easy the auto says it's so easy ဒီနေ့ပြောဒါကရမ်းလွယ်တယ်အဲ့တော့ဒီနေ့ဒီ level ကိုစမ်းစော့ကြည့်မယ် scale နဲ့ sun just လာပါလေအဲ့လိုလားမသိ come onနောက်ဆုံးတော့တွေ့လားအဲ့လိုလို့ပြင်အစအမြဲဆိုင်ဒီကနေစတာဟိုအရှက် intro ကနေမစဘူးကွာနှိပ်ရတာတချင်းလိုက်နေရတာဆိုတော့တိတ်တော့မခက်တော့လို့တော့ထမဒီကျွန်တော်အာမခံလာတော့အာမခံနိုင်နေပေါ့နော်ဒီဟာတော့မအောင်နိုင်တော့ဒီနေ့တော့မအောင်နိုင်တော့ကျွန်တော်နောက်တဲ့ကျွန်တော်အထင်ကနောက်တော့တပတ်လောက်ကြိုးစားအောင်ကျွန်တော်တော့ကျွန်တော်ထင်တာပေါ့ကျွန်တော်ပြီးတော့ mobile phone နဲ့ဆော့တာအဆင်မပြေဘူးဗျဖုန်းနဲ့ဆော့တာဆိုတော့ laptop နဲ့လည်းမဟုတ်ဘူး PC နဲ့လည်းမဟုတ်ဘူး computer နဲ့လည်းမဟုတ်တော့ဆိုတာထစ်တယ်တခါလေး FPS ကတိတ်ကောင်းတော့မဟုတ်ဘူးဖုန်းနဲ့လည်းပြီးမှာအဲ့လိုလို့လုံးဝနည်းနည်းမရရင်တော့တီးခံပြပါဒီရင်တီးရနားထိုင်ဆော့လောက်ပါလို့ I just wanted to win I just wanted to beat this level okay冇幾多啊 shit sorry bro what the heck is that why I can win this you shall not pass not again bro bro what ဆင်မပြောကြည့်ဘူးလားဟျောင်းကြီးငါလက်ကနေလို့ဖုန်းတူထားပါဘူး对အဲ့လိုထစ်တာဒါဖုန်းနဲ့ဆော့အဲ့လိုထစ်တာမကြည့်ရင်တော့နည်းနည်းကြော်လိုက်ပါတော့အဖြစ်မှာတော့ဘာလာမလဲကျွန်တော်လည်းမသိဘူးကျွန်တော်ကတော့record လုပ်နေတော့ဆိုတော့ bro တို့က YouTube ထဲမှာကြော်ကြည့်မှာဟုတ်တယ်မလားဟာရှစ်ဘာဖြစ်မဲသိချင်ဒီနေ့ကြော်ကြည့်လိုက်ပြောမှဆိုလို့ရှိရင်4မိနစ်ကြော်လောက်ကိုကြော်ကြည့်လိုက်ပါနော်No wait what the hell ဘာလို့ 5% ပဲရတာအင်းဟိုက 10% လောက်ရှိရတာညာpercentage ကို 10% ရှိအဲ့ဒါလို့ရှိအဲ့တော့ဒီမိနစ်မှလည်းမရသေးဘူးဆိုလို့ရှိရင်တော့6မိနစ်5မိနစ်6မိနစ်လောက်ကြီးကြော်ကြည့်ပါမစိတ်မရှိပြောတာနော်စိတ်ရှင်တော့ဆုံးကြည့်ပါကျွန်တော်ကတော့စိတ်ရှိပြီးပဲဆော့ရမှာပဲနာဘိုpro ဒီဆိုလို့ရှိရင်ဒီဗီဒီယိုကြည့်ဘယ်လိုနေနေလဲမသိဘူးမြန်မာနိုင်ငံမှာလည်းကျွန်တော်ကြီးတဲ့ pro တွေရှိပါတယ်ကျွန်တော်အဲ့ထက်မှမပါသလားမပါတလောက်ရှိတယ်အဲ့လိုဆိုကျွန်တော်တော့လောက်ဆဲပါလို့ဒါလေးရရတယ်ညောင်ငါနှိမ့်လိုက်ရငါနှိမ့်လိုက်လို့လား
ငါးနိုင်လိုက်လို့လားလို့မျိုးမွေးနေတယ်ဟဲ့အဲ့လောက်じゃမလုံးတာကိုငါတင်းတော့စူးစားပြီဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုအစအနေအဆုံးဘာမှမဟုတ်ကြော်ကြည့်တဲ့လူရောဟာကြော်ကြည့်တဲ့လူရောအစအနေအဆုံးကြီးကြည့်စိတ်ရှိသည်အစအနေအဆုံးကြီးစိတ်ရှိပြီးခံပြီးကြည့်ရတဲ့လူရောကြော်ပြီးကြည့်ရတဲ့လူရောဒါပေမဲ့ကြည့်လာပဲအဲ့တော့ကျေးဇူးတင်ရပါမယ်ဆိုတော့ဒီမှာဗီဒီယိုရဒီလောက်ပါပဲကျွန်တော်နောက်ထပ်ကြိုးစားပါအောင်မယ်အဲ့တော့ like လေးနဲ့ subscribe လေးလုပ်ခဲ့ပါ bye